Hello everyone ဒီနေ့မှာနောင်လို့ကိုလွယ်လွယ်နားလည်အောင်မျှဝေပေးပါမယ်။နောင်လို့ဆိုတာ12နဲ့မှာနောင်နေရာမှာသုံးလို့ရတဲ့ clause ကိုဆိုလိုတယ်။နောင် clause ကို what that if whether စက်ချက်ပဲနဲ့ဖွင့်နိုင်တယ်။ what လက်ပတ်ပုံစံမှာ what happened what လက်ပတ်ကဘာဆိုတာလို့အဓိပ္ပာယ်ရပြီးနောင်လို့ဖြစ်တယ်။ what ကစက်ချက်အနေနဲ့ရည်တည်တဲ့အတွက်ပတ်တန်းလိုက်တယ်။ I know what happened who လက်ပတ်ပုံစံမှာ who came who လက်ပတ်ကဘယ်သူဆိုတာလို့အဓိပ္ပာယ်ရပြီးနောင်လို့ဖြစ်တယ်။ who ကစက်ချက်အနေနဲ့ရည်တည်တဲ့အတွက်ပတ်တန်းလိုက်တယ်။ who လက်ပတ်ကိုမိတ်ဆက်နဲ့မှာ subject object complement အနေနဲ့သုံးနိုင်တယ်။ I know who came what စက်ချက်ပတ်ပုံစံမှာ what he wants what စက်ချက်ပတ်ကဘာဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ what ကဘယ်ရဲ့ object function ကိုလှုပ်ဆောင်တယ်။ I know what he wants who စက်ချက်ပတ်ပုံစံမှာ who she is who စက်ချက်ပတ်ကဘယ်သူဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ who ကဘယ်သူလဲဆိုတဲ့ identity ကိုမေးတဲ့ what ဖြစ်တယ်။ I know who she is where စက်ချက်ပတ်ပုံစံမှာ where she lives where စက်ချက်ပတ်ကဘယ်နေရာဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ I know where she lives when စက်ချက်ပတ်ပုံစံမှာ when she comes when စက်ချက်ပတ်ကဘယ်ချိန်ဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ I know when she comes why စက်ချက်ပတ်ပုံစံမှာ why he is there why စက်ချက်ပတ်ကဘာကြောင့်ဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ I know why he is there how စက်ချက်ပတ်ပုံစံမှာ how he did it how စက်ချက်ပတ်ကဘယ်လိုဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ I know how he did it how adjective စက်ချက်ပြီးပတ်ပုံစံမှာ how tall he is how adjective စက်ချက်ပြီးပတ်ကဘယ်လောက်လဲဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ adjective ပါတဲ့အတွက်ပြီးပတ်နဲ့သုံးရတယ်။ I know how tall he is how အပတ်စက်ချက်ပတ်ပုံစံမှာ how fast he runs how အပတ်စက်ချက်ပတ်ကဘယ်လောက်လဲဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ အပတ်ကဘတ်ကိုဖော်ပြတဲ့အတွက်မိန်ပတ်နဲ့သုံးရတယ်။ I know how fast he runs how many plural noun စက်ချက်ပတ်ပုံစံမှာ how many books he has how many noun စက်ချက်ပတ်ကဘယ်လောက်များများဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ how many noun မှာ countable noun လိုက်တယ်။ I know how many books he has how much uncountable noun စက်ချက်ပတ်ပုံစံမှာ how much money he has how much noun စက်ချက်ပတ်ကဘယ်လောက်ပမာဏဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ how much noun မှာ uncountable noun လိုက်တယ်။ I know how much money he has which noun စက်ချက်ပတ်ပုံစံမှာ which book she likes which noun စက်ချက်ပတ်ကဘယ်ဟာဆိုတာဘယ်တစ်ခုဆိုတာလို့အဓိပ္ပာယ်ရပြီးနောက်လို့ဖြစ်တယ်။ I know which book she likes whose noun စက်ချက်ပတ်ပုံစံမှာ who birthday is whose noun စက်ချက်ပတ်ကဘယ်သူရဲ့ဆိုတာလို့အဓိပ္ပာယ်ရတယ်နောက်လို့ဖြစ်တယ်။ owner ကိုမေးတဲ့အခါပြောတဲ့အခါသုံးတယ်။ I know who birthday is whether စက်ချက်ပတ် if စက်ချက်ပတ်ပုံစံမှာ if she will come if စက်ချက်ပတ်ကတလားဆိုတာမလားဆိုတာလို့အဓိပ္ပာယ်ရတယ်။ ရန်ု question idea ကိုနောက်လို့အဖြစ်ပြောင်းထားတာဖြစ်တယ်။ I don't know if he will come whether စက်ချက်ပတ် or not ပုံစံမှာ whether he will come or not whether စက်ချက်ပတ် or not ကတလားမလားဆိုတာဖြစ်မဖြစ်ဆိုတာလို့အဓိပ္ပာယ်ရတယ်နောက်လို့ဖြစ်တယ်။ I don't know whether he will come or not that စက်ချက်ပတ်ပုံစံမှာ that she is honest that clause ကဆိုတာလို့အဓိပ္ပာယ်ရပြီး information fact အဲ့ဒီအရာတစ်ခုကိုပြောတဲ့နောက်လို့ဖြစ်တယ်။ I know that he is honestနောက်လို့ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်